အဲ့တော့ဒေါက်တာစီမှာပြနေကြပဲပေါ့နော်သူ့ရဲ့သမီးလေးကိုတိမ်ကောင်းကင်ဆာကာကွယ်ဆေးလေးလာထိုးတယ်အဲ့တော့လာထိုးရင်းနဲ့မှသားလေးကိုထိုးပေးဖို့လို့လားဆိုပြီးတော့မေးရပေါ့နော်အဲ့တော့မေးတော့အဲ့တော့ယောက်ျားလေးကိုသားယောက်ျားလေးကိုပေါ့ဒီတိမ်ကောင်းကင်ဆာကာကွယ်ဆေးထိုးပေးဖို့လို့လားဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ဆွေးနွေးပေးသွားပါမယ်ဒေါက်တာအရှက်မြာပါအထွေထွေယောဂကိုဆရာဝန်တယောက်ပါအဲ့တော့တိမ်ကောင်းကင်ဆာကာကွယ်ဆေးတွေကတားယောက်ျားလေးတွေကိုထုတ်ပေးဖို့လိုလားဆိုလို့ရှိရင်တော့တားယောက်ျားလေးတွေကိုလည်းထုတ်ပေးတင်ပါတယ်အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်တော့ပေါ့နော်ဒီတိမ်ကောင်းကင်ဆာကာကွယ်ဆေးဟာဆိုလို့ရှိရင်တော့ HPV လို့ခေါ်တဲ့ Human Papilloma Virus ကြောင့်ဖြစ်တာပါအဲ့တော့ဒီ virus ဟာဆိုလို့ရှိရင်တော့ပေါ့နော်တားယောက်ျားလေးမှာလည်းပေါ့နော်ဒီ virus ကူးစက်ခံရတယ်ဆိုလို့ရှိရင်လေအင်္ဂါကင်ဆာလေအင်္ဂါကြွနိုတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်အဲ့တော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအဖြစ်များဆုံးဖြစ်တဲ့တိမ်ကောင်းကင်ဆာကိုဖြစ်စေတဲ့virus ပဲဖြစ်ပါတယ်အဲ့တော့အဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အိမ်ကသမီးတွေကိုမဟုတ်ဘဲနဲ့ဒါကယောက်ျားလေးတွေကိုဗတိမ်ကောင်းကင်ဆာကာကွယ်ဆေးကိုထိုးပေးတင်ပါတယ်